ဒီခေတ်မှာဒကာတော်ဦးဇင်းရဲ့ခေါင်းထဲကိုလေတန်ဖိုးမရှိတဲ့တိစရာတွေကလွယ်လွယ်ကူကူဝင်ရောက်လာကြအကြောင်းတွေအများကြီးမရှိဘူးလားဘယ်ကနေဝင်နေတော့လက်ဝါးလောက်ရှိတဲ့မှန်မြင်လေးတွေကဝင်နေတာဟုတ်တယ်မဟုတ်လားဒီမှန်မြင်လေးတွေကထွက်တဲ့အကြောင်းမျိုးစုံဒီမှန်မြင်လေးတွေကထွက်တဲ့အတန်မျိုးစုံကကိုယ်ခေါင်းထဲကိုအတိမျိုးစုံပေးနေတာအဲ့ဒီအတိတွေကတန်ဖိုးရှိလားမရှိလားကိုယ့်အကိုစီစစ်ဖို့လိုတယ်ဒီ Facebook တို့ internet တို့ဆိုတာထဲမှာဘာတန်ဖိုးမှမရှိတာတည်းကြီးပဲလို့ဆိုလိုတာတော့မဟုတ်တန်ဖိုးရှိတာလေးအထိုက်လျောက်တော့ပါတာပါပဲသို့တော့ခက်နေတာကကိုယ့်ရဲ့စိတ်ပဲမလိမ်နဲ့မညာတာဝေဖန်နိုင်ဖို့လိုတယ်ပုထုဇဉ်ရဲ့စိတ်ဆိုတာများသောအားဖြင့်တန်ဖိုးရှိတာနဲ့မရှိတာနဲ့ရွေးချယ်ဖို့ကြုံလာပြီဆိုရင်ဘာကိုပဲရွေးချယ်လိုက်ကြတာများလဲတန်ဖိုးမရှိတာပဲရွေးချယ်ရတော့ဘုဒ္ဓဆိုကြည်ရင်နဲ့ပထီကုံမှပဲရက်လိုက်တာဟုတ်လားပေကြီးတွေကုံမှပဲရက်လိုက်တာနောက်ကျောတွေတက်လာမှပဲရက်လိုက်တာနားလည်ဖို့လိုတယ်နော်ဒါကြောင့်တချို့သုတ္တတွေကဘာတန်ဖိုးမှမရှိဘူးတန်ဖိုးမရှိအောင်ဆိုတိတ်ကိစ္စမရှိသေးဘူးလို့ထင်တယ်တချို့သုတ္တတွေကအန္တရာယ်တောင်ရှိတယ်လို့ထင်တယ်တိလိုက်ရကမှစိတ်တွေညစ်ရတယ်စိတ်တွေရှုပ်ရတယ်အကုသိုလ်တွေဖြစ်ရတယ်မဟုတ်တာတွေတွေးမိရတယ်စဉ်းစားနော်ဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့ဒီကိစ္စကအများကြီးပြောကြကောင်းတယ်အချိန်ကုန်တယ်ဆိုတာဘဝကုန်တာပဲလေငွေကုန်တယ်လူပန်းတယ်ပို့ပြီးတော့ထိခိုက်တာကဘာလဲကိုယ့်ရဲ့ခေါင်းကြီးအမိုက်ပုံကြီးဖြစ်ပြီးတော့ကျင်းရတဲ့ကိစ္စပဲဟိုဟာထက်ဒီဟာထက်သူသမျှကျုံသမျှအကုန်ထက်ဟုတ်လားတုံရတာတွေရောတုံမရတာတွေရောထက်ဘာပုံများမထင်တော့တုံမရတာတွေပဲများနော်တော့အရေးရဲ့အကြောင်းရဲ့ဆိုရင်တော့ကိုယ်ကောင်းထဲမှာတုံရဖို့ရှားလိုက်တော့ဘာမှရှားလိုက်ဘာမှတွေ့တာမရှိဘူးထက်တာကအမိုက်တွေကြီးထက်တာဟုတ်အရေးရဲ့အကြောင်းရဲ့ဆိုကောက်ကင်လိုက်စရာဘာမှမရှိဘူးဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့တန်ဖိုးကြီးတဲ့သုတ္တဆိုတာ